ကြီးကကွာဘလို့ပဲစူးစားဘလို့ပဲတန်းတူညီများရှိအောင်ထားကွာဒီနိုင်ငံရင်းဆိုတော့အများကြီးရှိနေပါပဲကွာငါတို့ကမတိမျိုးတွေဖြစ်တဲ့အမားတနက်အရှင်မျိုးရိုးတွေဖြစ်တယ်ဆိုပေမဲ့လေငါတို့ရဲ့နက်အရှင်လောကမှာတော့မှနက်နေမြေတွေခွဲထားပြီးအထက်ပုံအလေးပုံအောက်ပုံဆိုပြီးခွဲထားသေးရပဲကွာအဲ့တော့မင်းကအထက်ပုံမှာမွေးဖွားလာတဲ့အမားတနက်အရှင်တယောက်ဖြစ်တယ်ဆိုပေမဲ့လေမင်းမှာမွေးရပါဝိညာဉ်သွေးချိုးဆိုပါမလားဆိုရဲခါကြတော့နက်စွမ်းအိမ်နေပြည့်နေတဲ့ဒီအမားတနက်နေမြေထဲမှာမင်းကရှင်းတန်နေရတဲ့အခါကျတော့တာမန်လူတယောက်လိုမျိုးဖြစ်နေတယ်အင်အားကြီးရဲ့တခြားသူတွေကမင်းကိုအနိုင်ကျင့်လို့ရနေတယ်ဒါမျိုးကမကြိုက်ဘူးအဲ့ခါကျမင်းကတန်မစီခြင်းနဲ့မင်းကတိုးတက်စေခြင်းနဲ့မင်းကချက်ခိုင်စေခြင်းနဲ့အဲ့အတွက်ကြောင့်ငါအခုမင်းကိုဆက်ဆံနေတဲ့ဒီပုံစံတွေကမင်းဘက်ကနေပြီးတော့ငါအပေါ်ကိုမုန်းတီးပြီးတော့ငါအပေါ်မခံခြင်းစိတ်နဲ့မင်းစူးစမ်းလိုက်တဲ့အခါကျရင်မင်းအတွက်ကောင်းမွန်တဲ့တလန်းတစ်ခုကောင်းမွန်တဲ့လေကားတစ်ခုဖြစ်သွားမယ်ဆိုရင်ငါတကယ်ကျေနပ်တယ်ကွယ်ငါလိုချင်တာလည်းဒါပဲမင်းဟာဒီအမတ်တနဲ့နေနေတယ်မှာအကုန်လုံးရဲ့ထိတ်ကိုတက်လန်းနိုင်တဲ့အကုန်လုံးရဲ့ထိတ်ကိုရောက်ရှိနိုင်တဲ့လူသားတစ်ယောက်ဖြစ်သွားပါစီဆိုရည်ရွယ်ချက်နဲ့ငါမင်းကိုအခုလိုမျိုးကြမ်းတမ်းတဲ့လုံးရက်ဒီမင်းအပေါ်ငါကျူးလွန်နေတာဖြစ်တယ်အဲ့တော့မင်းသာအိမ်အားကြီးရဲ့လူတစ်ယောက်ဖြစ်လာခဲ့တဲ့နေ့တနေ့ကြာရင်ငါကိုယ်တိုင်တောင်မှမင်းကိုထိတ်ချုပ်လို့မရတော့တဲ့အနေအထားမျိုးရောက်လာတဲ့အခါမှာမင်းကငါ့ကိုမုန်းတီးစိတ်တည်ကြည့်ပြီးတတ်မယ်ဆိုရင်တော့ငါအသက်ကိုပေးရတယ်ကွယ်ကြည့်နေရတော့နိုမေကားရှိနေရတော့ဒါပေမဲ့ဒီနှစ်ယောက်ကိုပြေးလိုက်တဲ့အချိန်မှာ BM မှုကိုဘလို့မှဖျောက်လို့မရတဲ့အခါကျကိုယ့်ဘက်ကို BM point of view လေးတစ်ခုထုတ်လိုက်တယ်ကွယ်